Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဂျာကြီးပဲဖြစ်ပါဒီနေ့မှာကြာကျွန်တော်ဒီ Bay to Plan ဆိုတဲ့ game ကိုကျွန်တော်ဆော့မှာဖြစ်ပါတယ်ဒီ game ကလင်းဆော့မှာပေါ့နော်ကျွန်တော်ဒီမှာလင်းလေးရတော့ကျွန်တော်မဆောက်တာမှာကျွန်တော်ပေးရဒီ game အချိန်နော်ဒီမှာကျွန်တော်ဆော့တာခဏပထမကျွန်တော်နည်းနည်းဆော့တယ်ကျွန်တော်တနင်္လာတော့ဒီ game ထိုင်ဆော့လိုက်ဒီဘလူးလေးဆိုပြီးကျွန်တော် viewer လို့ပြမယ်ဆိုပြီးကျွန်တော်ဆော့နေရဒီမှာကျွန်တော်ဆော့တာဘလူးလည်းအဲ့လိုကြာသွားတယ်ဘယ်လိုပြောရမလဲဟုတ်ကျွန်တော်အခုဒီမှာလေးထွက်ပြမယ်ဗျာโอเคဒါပါလေဒီထိုင်ကိုမထိုင်လို့မရလားဒါကျွန်တော်တငယ်စီမှာဒီမှာအော် lens ကိုလည်းရမှာထင်တယ်နည်းနည်းလေးโอเค oh my god တော့မြန်ချနာအစ်ဘာမှမရဘူးတိုက်ရအောင်ဘာမှမရဘူးလိုင်းချနေကျွန်တော်ဒီပြန်အတော့နိုင်တော့โอเคအော်တိုက်ရအောင်အိုးတော့ဒီကျွန်တော်ဘုံသွားတာရတယ်โอ้ရှေ့ကျွန်တော်ဘာမှရှေ့ကျွန်တော်ရှေ့ဘာမှမမြင်အောင်ကြာငါကကြာနေကြာဒီမှာဒီစားကြည့်ရပါလားလို့ပဲနော်တကယ်ဘာမှမမြင်လမ်းကတော့ကြာတင်းကဟောဖြစ်နေ300ကျော်နိုင်နေနော်ဝိုင်းလေးကြာလင်းကအောက်ကြီးနေဆိုင်သွားโอเคကျွန်တော်ဒီမှာโอเคလုံးမယ်မောင်းWait a minute ဒီကတော့အချိန်လေးရတယ်ဗျာနည်းနည်းလေးမဟုတ်တော့အချိန်လေးရတာနည်းနည်းပြပါမယ်မာကြီးကဒီလေးတစ်ခါခတ်မို့နေကျွန်တော်လည်းဟဲ့ဗျာကျွန်တော်ဒီလေးတော့လည်းခံစားရတယ်ဗျမကျွန်တော်ဘာသာလို့ပဲဒီအချက်တော့အချိန်လေးကတော့နောက်ဆုံးဆိုလည်းမရှိနောက်ဆုံးတော့ကျွန်တော်ပြောတော့ပန်းနိုင်ဆိုလည်းမရှိဘူးဗျာအဲ့တော့ကြောင်းပြောင်းလာတာဖက်မကြီးတော်များများအဲ့တော့ကျွန်တော်ဒီမှာOh my god ဒီနေ့နဲ့ရှိကြတဲ့ပင်ကလေးပဲကျတယ်လေးအစီအလေးပတ်ဖို့အပြေးလိုက်ကောင်းမလားပြေးလိုက်တာပဲကောင်းပါလေဒီချိန်မှာနီအောင်ကြောင်းတော့ဝင်လာတော့ဒီပါဒီမှာဒီလိုကြောင်းလေးပါလေးပေါ်နေရတယ်ဒီအောင်ဒီအဲ့ဒါတော့ဒီညမှာကျွန်တော်လိုင်းကြပါတော့ဘာဖြစ်လို့လဲတော့မသိဘူးတင်းကတော့တော်တော် high နေပြီကျွန်တော်လိုင်းကြပါတယ် Okay ဒီမှာကျွန်တော်ထပ်ပြီးမောင်းမယ်ပေါ့ကျွန်တော်ပတ်စံစုကြောက်မှဒီကျွန်တော်ဆက်တဲ့လမ်းမကောင်းဘူးချူပါပါနေတယ်တော့ညောင်းပြဘယ်လိုကြောက်လဲဟောဒီလိုနဲ့ထောင်းတယ်ချာစီအိုးမပြေပါဘူးကြာဒီညရဲ့အပြေပါဒီညမပါလို့ဘူးမြင်နေနော်တန်ပြီလားဗျကျွန်တော်တေချာကြည့်ရဒီညရဲ့ပြန်ကြီးရဲ့ရောက်အဲ့တော့ကျွန်တော်ဖတ်နေတယ်ကျွန်တော် skip လိုက်တော့မှာနော်ဟုတ်ပြီ2000 years later အဲ့တော့ကျွန်တော်မဗီဒီယိုလေးဆောက်လာမှာပါโอเค A few moments later ကျွန်တော်ရပါတော့ The way you move, the way you feel. One kiss is all it takes. Falling in love with me. Fucking တိုက်နေပါပါလေ Oh my god အားလုံးပဲအားကျွန်တော်ဒီနေ့ရဲ့ဗီဒီယိုလေးကဒီလောက်နဲ့ပဲကျွန်တော်ဆုံးသက်လိုက်တော့မျိုးပေါ့နော်အားလုံးကြည့်ရှုအားပေးတဲ့ကြောက်ကြည့်နေတာကျွန်တော်ကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဂျာကြီးမှနှုတ်ဆက်တာပါတယ် Back home to you.